ဒေါ်လာဟာမြမ12လရာသီမှာ6လမြောက်ဖြစ်ပါတယ်။ဘာကြောင့်နဒေါ်လို့ခေါ်ရတယ်ဆိုတော့တကယ်တော့တပ်ပုံစာရကြည့်မယ်ဆိုရင်နတ်တော်လာပေါ့နော်။နတ်လာလို့လည်းခေါ်ကြတာပေါ့ဟိုတုန်းကတော့နတ်လာလို့ဘာကြောင့်ခေါ်ကြလဲဆိုတော့ဘုရားဘာသာမထွန်းကားမိမှာရိုးရနတ်တွေအမျိုးမျိုးနတ်တွေပေါ့လေကိုးကွယ်ကြတာတွေရှိပါတယ်။ဒါကြောင့်မလို့နတ်တွေကိုကိုးကွယ်တဲ့လက်မလို့နတ်လာလို့ခေါ်ကြတယ်။နောက်ပိုင်းမှာကျတော့မှကျွန်တော်တို့ကဘုရားရှင်ပွင့်ထွန်းပြီးတဲ့အခါမှာမြတ်စွာဘုရားကိုကိုးကွယ်တဲ့ဘာသာယူဆဖြစ်ပေါ်လာတာဖြစ်ပါတယ်။နဒေါ်လာမှာစာပေပညာရှင်တွေကိုချီးမြှောက်တဲ့လနဒေါ်လာဇန်တရက်ကိုသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။နဒေါ်လာရဲ့အဆင့်ဆင့်ပြောင်းလဲလာပုံကတော့နတ်ဒေဝတာတွေကိုကိုးကွယ်ခဲ့တဲ့ဟိုးရခဲကာလနေပြီးတော့မှဘုရားဘာသာကိုကိုးကွယ်တဲ့ကာလသူရဲကောင်းတွေမြောက်သားချီးမြှင့်ခဲ့တဲ့ကာလကနေပြီးတော့မှအခုစာသူတော်တွေကိုချီးမြှောက်တဲ့နဒေါ်လာဆိုပြီးတော့မှဖြစ်ပေါ်ခြင်းပဲဖြစ်ပါတယ်။နဒေါ်လာဟာတကယ်တော့ဟွာညိုသစဉ်ကမုံအင်းဆိုတဲ့လှပတဲ့ပန်းနေပြီးတော့မှချီကင်းလက်ခင်လဲตายရတဲ့လဖြစ်ပါတယ်။ဒီလိုตายရတဲ့လက်မှာသာသူရှင်ဒီရဲ့ကြပြားဒီရသမြောက်စာပေဒီနဲ့ပုံမောနေတဲ့လဖြစ်တဲ့ကြောင့်မလို့သာသူတော်လလို့လဲခေါ်ကြတာဖြစ်ပါတယ်နရောလာယာဒီဖြစ်တဲ့ကြောင့်မလို့ရှင်မရထတာရတို့ရှင်မသီလွန်သားတို့ရှေးဥတမကျော်တို့ဒီလိုဆရာတော်ကြီးတွေပေါ်ပေါက်ခဲ့သလိုပဲဥပုံညဆိုရင်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာသာသူတော်နေ့လို့မကျင်းပခင်မှာဥပုံညနေ့လို့သတ်မှတ်ဖို့တောင်မှတင်သားခံခဲ့ရတဲ့ဂုဏ်ပြုခံရတဲ့သာသူတော်ကြီးဖြစ်ပါတယ်မြန်မာစာပေပညာရှင်ကြီးများဟာအင်မတန်အမျှော်မြင်ကြီးခဲ့ပါတယ်ဥပုံညနေ့လို့သတ်မှတ်လိုက်လို့ရှိရင်ပုဂ္ဂိုလ်ကိုရည်ညွှန်းတဲ့သဘောဖြစ်မှာစိုးတဲ့ကြောင့်မလို့ဥပုံညနာမည်အစားသာသူတော်များအလုံးကိုခြုံငုံပြီးတော့သာသူတော်နေ့လို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်နိုင်ငံကဘယ်နိုင်ငံနဲ့မှမတူဘဲနဲ့သာသူတော်ကြီးများအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့သာသူတော်နေ့လို့သတ်မှတ်တာမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်လို့ကျွန်တော်မှတ်သားခဲ့ရမှုပါတယ်နောက်ထပ်ဆက်လက်ပြီးတော့မှပေါ်ပေါက်လာခဲ့တဲ့သာသူတော်ကြီးပေါင်းများစွာရှိပါတယ်တခြားထင်ရှားတဲ့စာရေးဆရာတွေကြပြဆရာတွေအများကြီးပေါ်ပေါက်ခဲ့ပါတယ်ခိုးတော့ကဆိုလို့ရှိရင်လည်းပဲဆရာကြီးမင်းသူဝန်တို့ဆရာကြီးဇော်ကြီးတို့နေမင်းလာမင်းများတပွဲဒေသရဲဆရာကြီးများဖြစ်ပါတယ်ဆရာမငွေတာကြီးတို့ဒါအပြင်လည်းပဲအင်မတန်ထင်ရှားကြိုကြတဲ့စာရေးဆရာကြီးပေါင်းများစွာရှိခဲ့ပါတယ်ခင်ဗျာနဒေါ်လာမှာဒီကနေ့ခေတ်မှာလဲဆက်လက်ပြီးတော့မှရှေးခင်စင်လာတွေအတိုင်းသာသူတော်များကိုချီးမြှောက်တဲ့အနေနဲ့မြို့သားသာပေစုစာပေမန်စုချီးမြှင့်ပွဲစဉ်တွေကျင်းပကြပါတယ်ဒါအပြင်ပုဂ္ဂလိကစာပေစုများကိုလည်းပဲနိုင်ငံတော်မှာဒီကနေ့ကြေကြေပြန့်ပြန့်ချီးမြှောက်နေတာကိုတွေ့ရှိရပါတယ်ခင်ဗျာ